ဒီနေ့မှာသင်တို့အတွက်ကိုယ့်ရဲ့အမှောင်ချမ်းကိုပြန်ကြည့်ပြီးတော့မှ shadow walk တွေဘယ်လိုလုပ်ရမလဲဒီခုချိန်မှာဘယ်လို shadow walk တွေလုပ်သင့်လဲဆိုတာကိုပြောပြပေးသွားပါမယ်အခုဒီ collective message အရာပေါ့နော်အခုချိန်မှာကိုယ့်ရဲ့မာမာနတွေပေါ့နော်ကိုယ့်ရဲ့ ego atta တွေနဲ့ကိုယ့်ရဲ့ pride ပေါ့နော်ဒီမာမာနတွေကိုကိုကအခုချိန်မှာပြန်ကြည့်ဖို့လိုနေပြီလို့ပြောထားတယ်ပေါ့နော်ဒီလိုမာမာနဆိုရဲကိုယ့်ရဲ့မာမာနဒီ shadow တွေကိုမြင်အောင်ကြည့်ပြီးတဲ့အချိန်မှာဟိုအနုတ္တယကိလေသာဆိုရဲဒီကိလေသာပပလေးတွေပေါ့နော်ဒီလိုအရာတွေကစကြည့်နိုင်မြင်နိုင်ဖို့အတွက်ကိုက shadow walk တွေကောင်းကောင်းလုပ်ဖို့အတွက်တတိပြုဆင်ခြင်စေချင်ပါတယ်နောက်တစ်ခုကတော့ grief ကတော့ကိုယ့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေအတိတ်မှာကိုကမှားယွင်းခဲ့တဲ့အရာတွေရှိမယ်ဒါမှမဟုတ်ကိုဆွန့်လွတ်ခဲ့ရတဲ့လက်လွတ်ခဲ့ရတဲ့အရာတွေရှိမယ်ပေါ့နော်ဆုံးရှုံးခဲ့ရတဲ့အရာတွေဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်မှာဝမ်းနည်းပူဆွေးမှုတွေဖြေမစဲနိုင်တဲ့အရာတွေပေါ့နော်ဒီလိုအရာတွေကိုအခုချိန်မှာလွှတ်ချဖို့လိုတယ်ဆိုတာကိုလည်းပြထားပါတယ်နောက်ထပ်ကိုလုပ်ရမယ်shadow walk ကတော့ avoidance လို့ခေါ်ပါတယ်ဒါကတော့အခုချိန်မှာကိုယ်အနေနဲ့ဘယ်အရာတွေကိုကြောက်နေလဲကိုယ့်ရဲ့ fears တွေကိုဘာတွေကို avoid လုပ်ပြီးတော့မှကိုယ်ရှောင်ရှားနေလဲကိုမျက်မသိချင်အောင်ဆောင်ပြီးတော့ပေါ့နော်မျက်ွယ်ဖြူနေလဲပေါ့ဒီလိုမျိုးကိုကြောက်နေတဲ့အကြောက်တရားတွေကိုမသိချင်အောင်ဆောင်ပြီးတော့မှမသိကြိုးကြုံပြုတ်ပြီးတော့ရှောင်ရှားနေတဲ့အရာတွေကိုပြန်ပြီးတော့မှထိတ်တိုက်ရင်ဆိုင်မှုလိုတယ်ပေါ့နော်ကိုယ့်ရဲ့အမှောင်ချမ်းတွေကိုသေချာမကြည့်ဘဲနဲ့ဖုံးကွယ်ထားလိုက်မယ်ဆိုရင်ဥပမာအမိုက်တစ်ခုကိုပေါ့အမိုက်ထုတ်တွေကိုကိုကအခန်းတကာအခန်းထဲမှာထည့်ပြီးတော့မှတကားပိတ်ပြီးတော့မှမတိကျုံပြုတ်လိုက်တယ်လို့ပဲပေါ့နော်ဒီဟာတွေကကြာလာလို့ရှင်ပုတ်စော်ရင်းနန်လာမယ်အခန်းတကာကိုဖွင့်လိုက်လို့ရှင်အိုးနန်လိုက်တာဆိုပြီးတော့ပေါ့နော်အဲ့လိုကြီးဖြစ်မှာလीเนาะအဲ့တော့ဒီအရာတွေကိုကိုယ့်အနေနဲ့ကရဲရဲကြည့်ပြီးတော့ကိုယ့်ရဲ့အမှောင်ချမ်းတွေကိုရင်ဆိုင်မှုလိုတယ်ကိုယ့်အနေနဲ့လည်းကိုယ့်အတွက်ကိုမှန်ကန်တဲ့အဖြေကိုရှာနိုင်ဖို့လိုပါတယ်အဲ့ဒါကြောင့် shadow walk ကလူတိုင်းအတွက်အရေးကြီးပါတယ်အဲ့ဒါကြောင့်ကိုဟာကိုယ့်ရဲ့အမိုက်တွေကိုစနစ်တကျဆုံးဖြတ်တတ်ဖို့လိုပါတယ်သူများပေါ်လည်းသွားပြီးတော့မပုံချမိအောင်ပြီးတော့ကိုယ့်ရဲ့အတွင်းထဲမှာလည်းဒီလိုမျိုးပုတ်ဟောင်မနေအောင်ပေါ့နော်ဒီလိုမျိုးစနစ်တကျအမိုက်ကိုကိုယ့်ရဲ့အမိုက်တွေကိုစနစ်တကျဆုံးဖြတ်ခြင်းကဒီ shadow walk လုပ်တယ်လို့ခေါ်ပါတယ်တဲ့ရဲ့အဆိုးရွားဆုံးအခြေအနေတွေကအခုချိန်မှာလွန်မြောက်ပြီးဆုံးသွားပြီမို့လို့အခုချိန်မှာစိတ်အေးလက်အေးနဲ့ပေါ့နော် relax ဖြစ်နေစိတ်လုံခြုံမှုအပြည့်နဲ့နေထိုင်ပါလို့လည်းအဆောင်ရှောက်တွေကပြောထားတယ်သူတို့ဆောင်ရှောက်နေတယ်ဆိုတာကိုလည်းပြထားပါတယ်အခုပြောမှာတော့လူနည်းစုအတွက်ပေါ့လေနော်ဒါကတော့ resonate ဖြစ်မှာယူပါကိုယ့်အနေနဲ့ကိုယ့်ရဲ့ဆုံးပါသွားတဲ့သားသမီးတွေရှိတယ်ဆိုလို့ရှိရင်လေအခုချိန်မှာကောင်းရမွန်ရအောင်ရောက်ရှိပြီးတော့မှနှက်ကောင်းနှက်မြတ်တွေအဆောင်ရှောက်တွေကစောင့်ရှောက်ပေးထားတယ်ဆိုတဲ့ message လေးပေါ့နော်